မိဘပေါ်တည်တက်လို့ကန်ထူးပြီးတိန်းထောင်ချီတဲ့မြေကွက်လက်ဆောင်ရရှိခဲ့တဲ့ဇက်မင်းသမီးလေးမြင့်မြတ်တို့ခင်မိဘပေါ်မှာတည်တက်ပြီးလှုပ်ကြွေးပြုစုတဲ့သားသမီးမှန်သမျှကကံကောင်းခြင်းတွေအမြဲတမ်းဆက်ရောက်လာတတ်တယ်လို့ယုံကြည်ကြပါတယ်။တပင်လောကရဲ့မင်းသမီးကျော်လေးမြင့်မြတ်တို့ခင်ကအလုပ်တွေကိုပြင်ပမလုပ်ကိုင်နေတဲ့ကြားကအမေနဲ့အတူတူကိုပိုင်အိမ်လေးတစ်လုံးဆောက်ပြီးတော့နေထိုင်သွားခြင်းနဲ့ဆိုတဲ့တည်တက်တဲ့စိတ်ကူးအိမ်မက်လေးရှိပါတယ်။ဖခင်ကွယ်လွန်သွားပြီဖြစ်တာကြောင့်ကျမ်းမာရေးမကောင်းတဲ့အမေနဲ့အတူနေထိုင်ရပြီးတော့ကိုပိုင်အိမ်လေးနဲ့နေထိုင်ဖို့စိတ်ကူးရင်ခဲ့ပါတယ်။မိဘပေါ်ထားတဲ့သမီးတယောက်ရဲ့ဖြူစင်တဲ့စေရနာနဲ့မေတ္တာတရားကြောင့်အလူရှင်ဇနီးမောင်နှံကမြေခွက်တစ်ခွက်လက်ဆောင်ပေးလိုက်ကြတာပါ။မင်းသမီးလေးရဲ့စိတ်ထားကိုချစ်ခင်ပြီးမူရိတာပွားတာကြောင့်မင်္ဂလာတော်မျိုးနယ်တွေကပေ20ပေ60အကျယ်ရှိတဲ့မြေခွက်တစ်ခွက်ကိုမေတ္တာလက်ဆောင်ဖြစ်ပေးခဲ့ပါတယ်။မြေစည်းတွေအစမတန်ကြီးနေတဲ့ခေတ်ကာလကြီးတွေမှာပေ20 60ခြံခွက်ကြီးကိုလက်ဆောင်ရရှိဖို့တောင်မင်းမြတ်တို့ခင်ကမတွေးခဲ့ပါဘူး။သူကိုယ်တိုင်စူးစမ်းပြီးတော့အမေကိုအိမ်ဆောက်ပေးဖို့တွေးထားပေမဲ့မထင်မှတ်ပဲမြေခွက်လေးကိုရရှိခဲ့တာပါ။တချိန်ကသူတို့မိသားစုကအောင်မြင်အဆင်ပြေပေမဲ့အဖေဆိုတဲ့အရေးအဝါဒပျောက်သွားတဲ့အချိန်မှာမိခင်ကြီးကိုပြုစုဆောင်ရှောက်ဖို့အတွက်မင်းမြတ်တို့ခင်ကအနုပညာလောကတွေကိုကိုယ်တိုင်ကိုယ်ကျခြေစုံပြည့်ဝင်ရောက်ပြီးတော့ရုန်းကန်ခဲ့ရသူပါမောင်နှမတွေလည်းမရှိတဲ့မင်းမြတ်တို့ခင်ကအင်းရဲ့စီးပွားရေးနဲ့အမေရဲ့စီးဖို့အတွက်ဇက်တွေမှာကခဲ့ရပါတယ်။မင်းမြတ်တို့ခင်ကိုအချို့တွေကမင်းသားကြီးပလင်းစိန်ရဲ့သမီးမှန်မသိပေမဲ့တပင်လောကသားတွေကတော့စောင့်ရှောက်ပေးခဲ့တာပါ။မြေခွက်ကြီးတစ်ခွက်ကိုတောင်းလက်ဆောင်ရခဲ့တဲ့မင်းမြတ်တို့ခင်ကတကယ်ပဲကံကောင်းတဲ့သူလားအမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။